နာအဖိုးပြောပြတဲ့စီယာကြတဲ့ life hacks နည်းတွေကဲကွက်တစ်ချောင်းနဲ့လှည့်မရရင်ကွက်နှစ်ခုကိုဒီလိုလေးခွာပြီးလှည့်ကြည့်အဖိုးတင်ပေးတဲ့နည်းလေးအားပိုရတော့ဘလောက်ကြက်နေအလွယ်လေးပွင့်သွားရောဖန်ခွဲစားတွေလှည့်တဲ့အခါဂေါ်ပြားကိုပလတ်စတစ်အိတ်လေးအရင်စွတ်ပါပြီးရင်အိတ်ကိုချွတ်ပြီးလွင့်ပြရုံပဲကိုဂေါ်ပြားမှာမှန်စားတွေမကြံတော့ဘူးပေါ့လှမ်းတယ်မလားရေတံဘူးအကြီးတွေရှိရင်လွင့်မပြစ်နဲ့ဓာတ်နဲ့ဒီလိုစီစီလေးဖြတ်လိုက်ရင်ရေခတ်ဖို့ပဲဖြစ်ဖြစ်အမိုက်ကျုံးဖို့ပဲဖြစ်ဖြစ်အလန်းစားခွက်ကြီးတစ်ခွက်ရပြီလေရေပိုက်ပေါက်သွားရင်စိတ်မပူနဲ့ကွမ်းတန်ကိုကော်ထုတ်ပြီးပေါက်နေတဲ့နေရာကိုဖိထည့်အပေါ်ကနေမုံဖုတ်စော်တာလေးဖြူကော်လေးထချပြီးရင်ကိုပတ်ဆက်လေးနဲ့ညီသွားအောင်စားလိုက်ဟောအတစ်တိုင်းပြန်ဖြစ်သွားပြီ sauce တွေကိုအပြားလိုက်အညီညာလေးဖြစ်ချင်ရင်အဖိုးရဲ့နီးကိုတော့ sauce ညစ်စက်ကူလေးခံပြီးစောင်းနဲ့ဒီလိုဖိဆွဲချလိုက် sandwich တွေဘာဂါတွေလှုပ်စားတဲ့အခါရှယ်ပဲဘောင်းပီမှာ PK ကတ်သွားရင်အတင်းမချစ်နဲ့ရေခဲတုံးလေးကို9မိနစ်လောက်တင်ထားလိုက် PK ခဲသွားရင်အလွယ်လေးခွာချလို့ရပြီလေတော့ပေါက်သေးတော့ကြိုးကြံခဲ့ရင်တင်နှုံးထားပြားလေးကိုဖြတ်ပြီးဘေးကနေထိုးထည့်ခဲစော်ဆက်လေးနဲ့အပူပေးပြီးတော့နဲ့ကတ်သွားအောင်လုပ်ပြီးရင်ဆွဲထုတ်လိုက်ရုံပဲကဲငါဖိုးရဲ့ထွင်လုံးကြီးဘလောက်လန်းလဲ